ခေါ်လာမေးရော မတော်ပြီးသားလေးနဲ့ဦးနော်โอเค အဲ့ဖက်တော့ဝင်တော့ ဘာလို့ Happy birthday to you Happy birthday to you Happy birthday dear Ning Happy birthday ကိစ္စမရလား ဒီကဒီ pre-birthday ပါဘယ်လိုဆောင်ထပ်ပေးမယ် အိုးချစ်စရာလေး ဟုတ်ဟုတ်မဟုတ်တော့မွေးနေ့လက်ဆောင်อ่ะဒီမှာကြည့်လိုက်အောင်ဒီမှာဟိုတနေ့ကအိမ်မှာမင်းတော့ဘသူတွေ့လဲဆိုတာဒီမှာ surprise လုပ်တာပေါ့နော်ဒီမှာဘာရှင်းလင်းလဲမသိဘူးနော်ဒီ တိထွက်တာပဲ အားလေမနေ့ကျရင်ဖောက်ပြမယ်ပေါ့နော်ဒီမှာနှင်းစီပန်နေတာကျမမမမှာဒါဒုတိယအကြိမ်ရောက်ဘူးတာပေါ့နော်ဒါဒီပေါ့နော်ပန်းစီလက်ဆောင်ဒါဒုတိယအကြိမ်ရောက်ဘူးတာပဲဖြစ်ပါတယ်ဒါမှဆိုလို့ရှိရင်မွေးနေ့ကိတ်ကလေးပေါ့နော်အရန်ပျော်ပါရဲ့ဒါတကယ်မ surprise လုပ်မယ်ပြောထားတာဒါပေမဲ့လူမျိုးကြီးမထင်ထားဘူးပေါ့နော်လေသားတော့အိမ်နေပါပြီကျမသားလေးကတော့ ကဲပါ ဟုတ်မယ်တသားမနေ့ကျမပဲပြတော့မယ်ပေါ့နော်ဘာယုံလေးလေးဆိုတာ